ရန်ကုန်တိုင်းမှာဝမ်းပြက်ဝမ်းလျှောကြောင့်စိတ်ုံတက်ရသူ68ယောက်ရှိခဲ့ပြီးနောက်လက်တလောမြို့နယ်တချို့မှာလမ်းဘေးဈေးသည်တွေဈေးအောင်ချခွင့်ပိတ်ထားပါတယ်။ ARD စကိုင်းပါဝင်တိုင်းလေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုတွေကြောင့်စပားဆိုင်ခင်းဧက1000နဲ့ချီထိခိုက်မှုရှိခဲ့ပါတယ်။ဒါကဘလို့အကျိုးသက်ရောက်မှုရှိလာနိုင်မလဲ။အနောက်ဘက်ကန်ကူစရာဒေသမှာအစ္စရေးအခြေချနေထိုင်သူတွေဟာအိမ်တော်များများကိုဝိုင်းထားခဲ့ပြီးနောက်မှာပါလက်စတိုင်းမိသားစုတွေကိုအစ္စရေးစစ်တပ်ကဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေရပါတယ်။ရန်ကုန်တိုင်းအတွင်းမှာဖြစ်ပွားနေတဲ့ဝမ်းပြက်ဝမ်းလျှောယောဂကြောင့်မြို့နယ်တချို့မှာလမ်းဘေးဈေးသည်တွေကိုပိတ်ခိုင်းထားတယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။လက်ရှိအချိန်ထိယောဂဖြစ်ပွားသူဥယေ68ယောက်ရှိနေပြီးယောဂဖြစ်ပွားရတဲ့အကြောင်းရင်းကိုရောသိရပါပြီလား။ဒီအကြောင်းကိုမောင်ကပြောပြပေးမှာပါ။ရန်ကုန်တိုင်းမှာဝမ်းပြက်ဝမ်းလျှောဖြစ်ပွားသူတွေကိုစစ်ဆေးတဲ့အခါလမ်းဘေးဆိုင်တချို့ကရောင်းချတဲ့အစားအစာကိုစားသုံးတဲ့သူအများဆုံးပါဝင်တာကိုတွေ့ရတယ်လို့ယောဂထိန်းချုပ်နိုင်ရေးလိုက်လံဆောင်ရွက်နေတဲ့လသာမြို့နယ်ရပ်မိရပ်ဖတူကပြောပါတယ်။ဒါကြောင့်လသာလမ်းမတော်ကြောက်တရားအပါဝင်မြို့နယ်တချို့မှာလက်တလောပလက်ဖောင်းပေါ်ဈေးရောင်းချမှုကိုတားမြစ်ထားတယ်လို့တိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့ကပြောပါတယ်။ကြောက်တရားမြို့နယ်မှာတော့ဝမ်းနူးလွယ်အစားအစာတွေဖြစ်တဲ့မုံဟင်းကအတုပ်ချင်းရင်နဲ့စားရတဲ့အစားအစာတွေရောင်းချတဲ့ဆိုင်တွေကိုလောလောဆယ်9ရက်ပိတ်ခိုင်းထားတယ်လို့ရန်ကုန်တိုင်းကြောက်တရားမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းထက်ကပြောပါတယ်။ဝမ်းပြက်ဝမ်းလျှောအဖြစ်များတဲ့မြို့နယ်တွေကဆိုင်တွေကိုအဓိကပိတ်ခိုင်းတာဖြစ်ပြီးတခြားမြို့နယ်တွေကိုလည်းအစားအသောက်ရောင်းချရမှာတန်ရှင်းစွာကင်တွယ်ဆောင်ရွက်ဖို့အသိပညာပေးတာတွေပြုလုပ်နေတာကို BBC ကတွေ့ကြရပါတယ်။တာဂီတာမြို့နယ်မှာဆိုရင်လည်းရေပေးဝေတဲ့ရေတွန်းဆက်ကနေရေတန့်စင်အောင်ကလိုရင်းဆေးရခတ်ထားတယ်လို့တာဂီတာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြတ်မြတ်ကြိုင်ကပြောပါတယ်။ဝမ်းပြက်ဝမ်းလျှောကြောင့်လမ်းမေးအစားအစာရောင်းချတာကိုတားမြစ်ထားတာဘာကြောင့်ပါလဲ။လာသာမြို့နယ်ကယောဂထိန်းချုပ်နိုင်ရေးလိုက်လံဆောင်ရွက်နေသူတို့ကအခုလိုပြောပါတယ်။ခဏပိတ်လိုက်တာကျွန်တော်တို့ထိန်းနိုင်ပါလိမ့်မဟုတ်ရင်ယောဂဘယ်လိုမှမသိဘူးကူးဝိုင်းရှုပ်ပေါ်မှာကြောက်တယ်။အဲရောင်းဖို့ကြော်ရောင်းနေတဲ့လူအားလုံးခွင့်မပြုဘူး။ဒီလမ်းမပေါ်မှာရှိတဲ့ဆိုင်အကုန်တစ်မျိုးနယ်လို့ပိတ်တာ။ဟိုကအများ3ရက်ပေါ့ဗျာ3ရက်နဲ့အုပ်ပြီးတယ်ဆိုရင်3ရက်ပေါ့ကွာ။ဟိုကယောဂကကျွန်တော်တို့ပြောလူနာဆက်မတက်တော့ဆိုရင်တစ်မျိုးပေါ့အခုကဆက်နေတဲ့အတွက်ကြောင့်ဒီဟာတွေစားလို့ရှိတယ်ဆိုခဏထိန်းနေတဲ့ဘောပါမဟုတ်ရင်အကုန်လုံးတစ်မျိုးနယ်လုံးကိုပူးပေါ်မှာတယ်ကွာဝမ်းပြက်ဝမ်းလျှောကြောင့်ဆေးရုံရောက်လာတဲ့လူနာတူးချင်းစီရဲ့အိမ်ကိုကျန်းမာရေးဌာနနဲ့သက်ဆိုင်ရာဖွဲ့တွေတွားရောက်ပြီးပိုးသက်ဆေးဖြန်းတာသုံးဆွဲတဲ့ရေကိုစစ်ဆေးတာတွေဆောင်ရွက်ထားတယ်လို့လည်းလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။လက်ရှိအချိန်ထိတော့လူနာကနေမိသားစုထံကူးဆက်ပြန့်နှံ့နေတာမျိုးမတွေ့ရသေးဘူးလို့ဆိုပါတယ်။ရန်ကုန်တိုင်းတွင်ယောဂထိန်းချုပ်နိုင်အောင်ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ရန်ကုန်တိုင်းပြောခွင့်ရပြန်ကြားရေးကယ်ဆယ်ရေးနဲ့သာသနာရေးဝန်ကြီးဦးနေလင်းထွန်းပြောတာကအပေါင်းဆောင်နေပြီးတော့လက်ရှိအောင်ထိန်းချုပ်တယ်ဆောင်းနေရှိပါတယ်ခင်ဗျာဖြစ်တဲ့မသိဘူးတော့မဖြစ်တော့ပါဘူးဖြစ်တော့ဆိုတာကျွန်တော်တို့အခုကတော့ဘာကြောင့်ဖြစ်ရလဲဆိုတော့ကျွန်တော်တို့အထီးတော့ရှာနေပါတယ်ပေါ့နော်အဲ့တော့ပြတာဗျာအဓိကဖြစ်တော့အစားတောက်ကလားကျွန်တော်ကြီးရလားဆိုတော့တက်စင်ရတွေတော့ကျွန်တော်တို့တာဝန်ရှိပြီးတော့ဆောင်ရွက်နေပါတယ်ခင်ဗျာဟုတ်လက်ရှိထပ်တိုးတာတွေတော့မရှိပါဘူးခင်ဗျာတိုးတာမရှိပါဘူးအရင်စေးရုံတက်တဲ့လူတွေကအကုန်စင်းကုန်ပါပြီဗျာကျိုးတော့စင်းကုန်ပါပြီရန်ကုန်မြို့လယ်ကိုရေဖြန့်ဝေပေးနေတဲ့ရေတိုးဆက်ယုံတွေကရေပေးဝေဖြန့်မြူးနေတဲ့ပိုက်လိုင်းတွေတဲ့ကလိုရင်းစိတ်ခတ်တာနဲ့စားတောက်ဆိုင်တွေမှာရေသုံးဆွဲနေတဲ့အခြေအနေတွေကိုအာဏာပိုင်တွေကလိုက်လံစစ်ဆေးခဲ့တယ်လို့ရန်ကုန်တိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဝမ်းပြက်ဝမ်းလျှောကြောင့်ဩဂတ်လ17ရက်ထိဆေးရုံတက်ရောက်ကုသနေရသူ68ဦးရှိပြီးမနေ့ကလူနာ84ဦးထိတိုးလာတယ်လို့ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။အဲ့ဒီထဲမှာအသက်62နှစ်အရွယ်တက်ကြီးလူနာတူသေဆုံးပြီးပြင်းထန်ဝမ်းပြက်ဝမ်းလျှောဖြစ်ပွားသူ54ဦးသာရှိတယ်လို့ဖြေကြားထားပါတယ်ခင်ဗျာ။တခါ ARD တိုင်းနဲ့စကိုင်းတိုင်းအတွင်းမှာဖြစ်ပေါ်နေတဲ့ရေကြီးမှုဟာဒေသတွင်းစိုက်ပျိုးလယ်မြေဧကပေါင်းတောင်းချီထိခိုက်နေတယ်လို့ဒေသအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီတိုင်းဒေသကြီးနှစ်ခုရဲ့စံစဘာထုတ်လုပ်မှုဟာနိုင်ငံတော်ဝန်စံစဘာစားသုံးမှုစားနပ်ရိက္ခာဖူလုံမှုအတွက်ဘလောက်ရာခိုင်နှုန်းရှိပါသလဲ။လက်ရှိစံစည်းနှုန်းတက်လာတာကဒီရေမြုပ်လယ်ဧကတွေနဲ့ဆက်ဆက်မှုရှိပါသလား။မတ်တရကဆက်ပြီးတော့ပြောပြပေးမှာပါ။အေယာဝတီတိုင်းအတွင်းကငဝန္တာကျိုးလို့ရေကြီးရေလွှမ်းမှုဖြစ်ခဲ့တဲ့လေးမျက်နှာမြို့နယ်တဝန်းလုံးရေမြုပ်လေဧက2900ကျော်ရှိခဲ့ပါတယ်။စကိုင်းတိုင်းအတွင်းကတဖန်းစိတ်ဆယ်ရေရှော့ချရာကနေမူးမြေကန်တလျှောက်ကမြို့နယ်10ခုမှာရေကြီးရေရှမ်းဖြစ်ပေါ်ခဲ့လို့စပားဆိုင်ခင်းတွေထောင်ချီပျက်စီးခဲ့တယ်လို့ဒေသခံတောင်သူတွေကပြောပါတယ်။ဒါအပြင်ဒီအပိုင်းအတွင်းမှာပဲနိုင်ငံတော်ဝန်မိုးကြီးတာကြောင့်မြစ်ရီတွေစိုးရိမ်ရေမှတ်ရောက်ခဲ့ပြီးမန္တလေးနဲ့မကွေးတိုင်းအတွင်းကစပားဆိုင်ခင်းတွေရေလွှမ်းမိုးခဲ့ပါတယ်။ရေလွှမ်းမှုဖြစ်ခဲ့တဲ့တိုင်းလေးခုမှာစပားဆိုင်ဧကပေါင်း4400ကျော်ထိထိခိုက်မှုရှိခဲ့တယ်လို့ NUG ကဒီလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဒီတိုင်းဒေသကြီးနှစ်ခုလုံးမှာစိုက်ဧကတောင်းချီပြီးတော့ထိခိုက်မှုရှိခဲ့တယ်လို့လည်းနားလည်ရပါတယ်။
ရေလွှမ်းခဲ့တဲ့စပားစိုက်ခင်းတွေမှာရေပြန်ကျရင်ပြန်ဆိုင်လို့ရနိုင်ပေမဲ့ပုံမှန်အထွန်းတော့ရဖို့တော့မသေးကြဘူးလို့ရွှေဘိုခရိုင်တောင်သူတဦးကပြောပါတယ်တချို့ကပြိုးကင်းအစ်စ်မရှိသေးတာလေ4-5ရက်သားဆိုရင်တော့မလွယ်တော့ဘူးအဲ့ပြိုးကင်းပြန်ထောင်ရင်ထောင်မထောင်ရင်လည်းသူပြန်ကျဲမိသေးတယ်နောက်တစ်ခုကစိုက်ဝါခေါ်တာပေါ့စိုက်ဝါဆိုတာကျွန်တော်တို့ဒီရပိုင်းတွင်စိုက်ထားတာပေါ့အကောင်နစ်တဲ့ဟာကျတော့သူကမရနိုင်တော့ဘူးပြိုးပို့လို့ချားလူပြိုးပို့လို့စိုက်ကျင်စိုက်မစိုက်ရင်ပြိုးတော်ကျင်ကတော့မရှိတော့ဘူးလေမမီတော့ဘူးဆိုတော့သူကလည်းပြန်ကျဲရင်တော့မိသေးတယ်နောက်ဒီအချို့ဒီစိုက်ညိုခေါ်တာပေါ့စိုက်ရနေပြီးတော့သူကဒီ10ရက်15ရက်လောက်ဆိုညိုသွားပြီလေအပြင်ဆွဲသွားပြီးတော့အဲ့ဒါတွေတော့ဒီရပိုင်းတွင်ရေပြန်ကျရင်သူကမျောလင်းချက်ရှိတယ်သူကကိစ္စမရှိဘူးမပြတ်ဘူးဒါပေမဲ့တပတ်ထွက်ကြတော့နည်းနဲ့များတော့တမျိုးနဲ့လုံးနဲ့ခြုံရင်တော့နည်းတော့မှာပေါ့ဗျာစပားကိုအဓိကထားစိုက်ပျိုးတဲ့အေရဝတီစကိုင်းပဲခူးနဲ့ရန်ကုန်တိုင်းအပါအဝင်နိုင်ငံတော်ဝန်စပားစိုက်ဧကပေါင်း14တန်းကျော်ရှိပါတယ်။ဒါကြောင့်ရေကြီးရေရှမ်းလို့မိုးစပားစိုက်ဧကတွေထောင်နဲ့ချီရေနစ်မြုပ်ခဲ့တာဟာဒေသတစ်ခုရဲ့ပုံမှန်ထွက်ရှိမှု20%အောက်မှာသာပျက်စီးဆုံးရှုံးနိုင်တယ်လို့ရွှေဘိုမြို့နယ်စိုက်ပျိုးထုတ်လုပ်သူတွေကပြောပါတယ်။ဒီလိုစပားစိုက်ခင်းတွေရေလွှမ်းမိုးမှုကိုအကြောင်းပြုပြီးဈေးကွက်မှာဆက်ဈေးတွေအနှဲငယ်တက်လာပါတယ်။ဒါဟာခိတ္တမြတာမြင့်တက်လာတာဖြစ်တယ်လို့စံကုန်တဲ့တဦးကပြောပါတယ်ရိုက်ခတ်မှုဆိုတာကခဏလေးပဲအချိန်တိုင်းတာလေးနည်းနည်းလေးလောက်ကတော့ရိုက်ခတ်တာကြီးကြာကြီးရိုက်ခတ်စရာအကြောင်းမရှိဘူးရှင်းရှင်းလေးပဲတို့ပေါ်မှာပြရဆန်းရက်90ဆိုရင်ဆန်းပြန်ထွက်လာတယ်ပြကြအိတ်ဆိုးကထင်တယ်လို့လည်းမထွက်ဘူးအိတ်ဆိုးထားပါတော့တန်3တန်းလာပြီသူတို့တတ်မှတ်ထားတာပြေလည်းမပြေဘူးပြည့်စရာလည်းအကြောင်းမရှိဘူးဘာလို့ပြည့်စရာအကြောင်းမရှိဘူးဆိုတော့ရန်ကုန်စိတ်ကတစ်ခုတည်းကနေပို့တာကိုနိုင်ပို့လို့မှများလားရန်ကုန်စိတ်ကနေတင်တာဖြစ်တဲ့အတွက်ပို့တဲ့လူကလက်ချိုးကြီးလို့လည်းလက်ဆယ်ရောက်မပြေဘူးဒီလိုလိုင်းရဆိုရင်အများကြီးသွားမှာလေသူကိုအကုန်သွားကြမှာနည်းနည်းသမားလည်းသွားမှာနည်းနည်းသမားလည်းသွားမှာအဲ့ဒါကတိုင်းသွားအရင်ခေတ်က8လပိုင်း9လပိုင်းစံပြတက်တယ်ဆိုတာကတေယိုလိုင်းပဲကိုထွက်သွားပြီတေယိုလိုင်းမထွက်တယ်ဆိုတာကန်းလန်းထွက်တာလေအခုကန်းလန်းမှာတတိမှမထွက်မရတာဒါတော့စံပြတက်စရာအကြောင်းမရှိနှစ်စဉ်မိုးရာသီရေကြီးချိန်မှာဆန်ဆက်တွေကနေဈေးကွက်ကိုမရောက်နိုင်ပဲဆန်တိုးလောင်ထားသူတွေကဈေးကစားတာတွေရှိတတ်တယ်လို့ကုန်သည်တွေကပြောပါတယ်ဆန်စပါးဈေးကွက်ကိုရက်ခတ်နိုင်တာကရေနစ်မြုပ်ခဲ့တဲ့တောင်သူတွေဟာပြန်ဆိုင်နိုင်မဆိုင်နိုင်ခြင်းပေါ်မူတည်တယ်လို့ပြန်ဆိုင်နိုင်ဖို့ကရင်းညွှန်းစပါးဈေးအပေါ်မူတည်တယ်လို့စိုက်ပျိုးရေးပညာရှင်တွေကပြောပါတယ်ဒါအပြင်စပါးအထွက်နှုန်းတိုးဖို့ကလေယာလုပ်ငန်းခွင်မှာကျွမ်းကျင်လုပ်သားတွေလိုအပ်တာအရေးသွေးပြည့်မီတဲ့ဓမြဩဇာတွေပိုးသက်ဆေးတွေဝယ်ယူနိုင်ဖို့ခက်ခဲတာအစိုးရဘက်ကတောင်သူတွေကိုစိုက်ပျိုးစရိတ်လုံလောက်အောင်ချေးပေးဖို့နဲ့ဤပညာပံ့ပိုးမှုမှာအားနည်းတာတွေအပေါ်မူတည်တယ်လို့ဆိုပါတယ်ရှင်။နိုင်ငံတကာသတင်းဘက်ကိုကြည့်မယ်ဆိုရင်တော့အစ္စရေးသိမ်းပိုက်ထားတဲ့အနောက်ဘက်ကမ်းကကုစရာဒေသမှာတနင်္ဂနွေနေ့ကစပြီးအစ္စရေးအခြေချနေထိုင်သူတွေဟာပါလက်စတိုင်းတွေရဲ့နေအိမ်တွေကိုဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးတဲ့နောက်အဲ့ဒီကမိသားစုတွေကိုအစ္စရေးစစ်တပ်ကဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူက BBC ကိုပြောပါတယ်။အစ္စရေးစစ်တပ်ကအဲ့ဒီဒေသကိုလာမဲ့တနင်္ဂနွေနေ့အထိပိတ်ထားမှာဖြစ်ပြီးတော့စစ်ရေးစုံအဖြစ်လဲကြေညာမယ်လို့အသိပေးခဲ့ကြောင်းလဲဒေသအုပ်ချုပ်ရေးတာဝန်ရှိသူအဒဲအပ်စင်ဝါဒီကပြောကြားပါတယ်။အစ္စရေးစစ်တပ်ကတော့ကုစရာမှာနေထိုင်တဲ့သူတွေကိုအကာအကွယ်ပေးဖို့ရည်ရွယ်တာဖြစ်ကြောင်းပြောဆိုပါတယ်။အဲ့ဒီမှာနေထိုင်တဲ့ပါလက်စတိုင်းတွေကတော့သူတို့ကိုအစ္စရေးစစ်တပ်ကနိုင်ဝတ်တာအချိန်ပေးထားပြီးပစ္စည်းတွေယူပြီးထွက်သွားဖို့ညွှန်ကြားထားတယ်လို့ဆိုကြပါတယ်။ဒါနဲ့ပတ်သက်လို့ဂျေရုဆလင်မြို့မှာရှိတဲ့ယူလန်နဲကအခုလိုသတင်းပေးပို့ထားပါတယ်။ And he said that the Israeli forces who've been seen in footage that was shared with us ကျမတို့ရခဲ့တဲ့ပုံတွေထဲမှာတွေ့ရတဲ့အစ္စရေးတပ်ဖွဲ့တွေရွာထဲကိုဝင်သွားတယ်လို့သူကပြောပါတယ်။အခုပါလက်စတိုင်းအိမ်အတော်များများကိုဝင်နေရယူပြီးစစ်တပ်ရတွေအဖြစ်သုံးနေတယ်လို့ဆိုပါတယ်။အဲ့ဒီထဲမှာကျွားစုံမနေနေတဲ့ပါလက်စတိုင်းမိသားစုတွေအိမ်နဲ့အိမ်ပါတယ်လို့ဆိုပါတယ်။ဂျူးအစိုးရအခြေစိုက်အုပ်စုကြောင့်တနင်္ဂနွေနေ့ကအဲ့ဒီမှာသူတို့ပိတ်မိနေတာလို့ပြောပါတယ်။အစ္စရေးစစ်တပ်ဘက်ကတော့ဘာမှသိထုံမပြောပါဘူး။လောလောဆယ်ထုတ်ပြန်ချက်ထဲမှာတော့ဒီတရားမဝင်စခန်းတစ်ခုကိုသူတို့ဖယ်ရှားလိုက်တယ်လို့ဖော်ပြထားပါတယ်။ပြီးတော့ဒီပုံတွေကအမှောင်ထဲမှာရိုက်ထားတာဖြစ်ပြီးကိုစရာမျိုးကလူတွေကပြန်ရှဲထားတာကိုတွေ့ရတာပါ။အမှောင်ထဲမှာမြေတူးဆက်ကြီးတစ်ခုနဲ့အစ္စရေးစစ်ကအတော်များများရွာထဲကိုဝင်သွားတာကိုတွေ့နိုင်ပါတယ်။ heading into the village in the dark ပရိပခါတွေရှိနေတဲ့အစ္စရေးစစ်တပ်ဝင်ရောက်နေတဲ့ကုစရာဒေသဟာနဘလုအရှိတောင်ဘက်မှာရှိပြီးအဲ့ဒီမှာအခြေချနေထိုင်သူတွေဟာအကြမ်းဖက်တိုက်ခိုက်မှုတွေကနေပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတယ်လို့အစ္စရေးစစ်တပ်ကလည်းကင်တွယ်ဖြည့်ရှင်းရခက်နေတဲ့နောက်ဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။အခြေချနေထိုင်သူတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေမြင့်တက်လာပြီးအခုနှစ်မှာဆိုရင်ပါလက်စတိုင်းအတိုင်းဝိုင်းကိုပြင်းပြအနေနဲ့တနေ့ကို6ကြိမ်လောက်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လည်းကုလသမဂ္ဂအဖွဲ့အစည်းကပြောကြားပါတယ်။
ဒီဖြစ်နဲ့ပတ်သက်လို့အမေရိကန်တန်ယုံကပါဝင်ဆောင်ရွက်ပေးခဲ့ပြီးသူတို့အပြောအရအစ္စရေးဂျမ်ဖတ်သမားတွေလို့ခေါ်ဆိုတဲ့အဲ့ဒီလူတွေကိုဖယ်ရှားပေးဖို့အစ္စရေးကာကွယ်တပ်ဖွဲ့နဲ့ရဲကိုတောင်းဆိုခဲ့တယ်လို့လည်းအစ္စရေးဆိုင်ရာအမေရိကန်တန်မတ် Mike Huckabee ကသူ့ရဲ့လူမှုကွန်ရက် X အကောင့်ကနေပြောကြားခဲ့ပါတယ်။ကုစရာဒေသမှာတနင်္ဂနွေနေ့ကအစ္စရေးအခြေချသူတွေဟာပါလက်စတိုင်းမိသားစုတွေဝင်ထွက်လုပ်တဲ့ဂိတ်တွေကိုပိတ်ဆို့ထားခဲ့ပြီးလျှက်စစ်နဲ့ရေပေးဝေမှုတွေကိုဖျက်တောက်ခဲ့ချိန်ကစလို့အခြေအနေတွေတင်းမာလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီဒေသကိုပထမဆုံးရောက်လာတဲ့အစ္စရေးစစ်သားတွေဟာအခြေချနေထိုင်သူတွေနဲ့အတူတူဖျားဝစ်ပြုခဲ့တဲ့လုပ်ရက်အတွက်လည်းနောက်ပိုင်းမှာအစ္စရေးစစ်တပ်ကသူတို့ကိုစီကံထိန်းသိမ်းရေးလှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ရပါတယ်။